ထွေရှိတာပေါ့နော်ဟဲ့နင်ကအပြင်မှာပိုကြည့်ကောင်းတယ်နော်လို့ပြောရဲလို့ဆိုအမားတို့ဆိုလည်းအမြဲခံရတယ်ဟဲ့နင်ကအထဲမှာရုပ်ဆိုးတယ်နော်ပိန်ငေါငေါနဲ့ဇောင်းငေါငေါယုံနဲ့အချောက်ရုပ်ကြီးကြနေရပဲအပြင်မှာကြည့်ကောင်းတယ်အဲ့ဒါလေးမှ example တစ်ခုပြောပြမယ်တလားအမားတို့လေရောတို့စောတို့ဘတ်ပေါ့နော်မင်းတက်မတူပြီးတို့ရောတို့စောတို့ဘတ်တွေအမားတို့သွားကြတယ်နယ်ဆက်တွေပေါ့နော်အဲ့ချင်းပြည်နယ်နယ်ဆက်တွေအဲ့သွားတဲ့အချိန်မှာသူတို့ကကွာအဆိုတော်တွေလာတဲ့အခါကျတော့သူတို့မမြင်ဘူးပေါ့နော်ပွဲလောက်နေဆိုပြီးလောက်တဲ့အခါကျတော့လေကွင်းကြီးထဲမှာပါဇက်ကလေးဇက်စင်လေးတို့ဟာမျိုးထောင်တာပေါ့နော်အဲ့လွန်ခဲ့တဲ့ဟိုလောက်က10နှစ်လောက်ကပေါ့ဆိုတော့အဲ့ဟာအဖိုးကြီးအဖွားကြီးလာကြတာပေါ့နော်တောသူတောင်သားတွေဟေးတဲ့အဲ့မှာကွာအမတို့ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းပါတယ်အဲ့ဒီအချိန်မှာမင်းသမီးအကြီးတန်းတစ်ယောက်ကိုပေါ့နော်ဟေးတဲ့ဒီအမျိုးသမီးကိုကြည်စမ်းနဲ့အမနာမည်တော့မပြောတော့ပါဘူးဒီအမျိုးသမီးကိုကျန်းနဲ့ညိအေးတဲ့ရုပ်ရှင်ထဲမှာကြာတော့တဲ့ချောလိုက်တာတဲ့မှုန်ထူးနေရပဲအပြင်မှာကြာကြောက်စရာကြီးတော့တဲ့ရက်ကျွမ်းရင်ဂျိုကြီးအေးညိအေးတဲ့မင်းသမီးတို့တော့မကျုပ်တို့ပြောရမှာရှက်တယ်ဆိုတဲ့ပုံစံမျိုးပြောပလိုက်တာသိလားလူတွေရှိမှလေဟုတ်ကဲ့အန်တီတဲ့ကျမတဲ့အသက်လည်းရပြီဆိုတော့တဲ့အသားရည်တာတိတ်မကောင်းတော့ဘူးတဲ့ကျမအသား6တဲ့ပြဿနာလည်းရှိတယ်တဲ့ဟုတ်တယ်ရှင်းတဲ့အထဲမှာလည်းကြည့်ကောင်းတယ်တဲ့မီးတွေပါနေမို့လို့ပါတဲ့အပြင်မှာတော့တဲ့ပုံမှန်ပါပဲရက်ကျွမ်းရင်ဂျိုပါပဲဆိုပြီးတော့မင်းသမီးကအဲ့လိုပေါ့ပြည့်တဲ့မင်းသမီးဆိုတော့အဲ့လိုပြောလိုက်တာတနာစရာဒီလားအဲ့လိုလူတွေကအမားတို့ဆိုလဲလေပြောခံရတာထုံနေပါပြီနယ်တွေပါတွေသွားလို့ရှိရင်အဲ့လိုမျိုးပေါ့ကွာပြောရမယ်ဆိုလို့နယ်ဘက်ကဟာတို့တချို့စကားပြောမထိန်တဲ့လူတွေတို့ဘာတွေကကြတော့လေအသက်ရွယ်နေမဆိုင်ဘူးသိလားရိုင်းကိုရိုင်းတာကွာရိုင်းတဲ့လူတွေကရိုင်းကိုရိုင်းတာတော့သူနယ်ရပဲလားရန်ကုန်ပဲဖြစ်မန္တလေးပဲဖြစ်လူဆိုတာလေဟိုလူစီခံလူပေါင်လေးရှိတယ်ကွာသိလားဆိုတော့ကိုထင်းတယ်လို့မျိုးကြီးပတ်ခနဲ့ဘုံနဲ့ငါတော့ပြောလိုက်မှာပဲငါတော့ပုံမလင်းလင်းကြီးအာမနာတတ်ဘူးငါတို့ကစိတ်ကိုရှိတဲ့အတိုင်းပဲစိတ်ထဲရှိတဲ့အတိုင်းပဲပြောတာဆိုနင့်ကိုပြောရင်နင်ကြိုက်မလားလို့တခါကြကြအမစဉ်းစားမိရသိလားနေကအဲ့လိုဝေဖန်နေကြိုက်မလားလို့လူတိုင်းကကိုယ်ကျမ်းမာရေးနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ကိုလာကြတာကွာကိုမိရိုးဖာယုံမွေးတဲ့မျက်နှာပဲရမှာပေါ့ဒါကလည်းသူ့ဘာမှတက်ပြီးတော့လုံနေတာလည်းမဟုတ်ဘူးကွာပြောချင်တာလေအဲ့တော့အဲ့လိုစကားတွေဆိုညီမကြီးနားမထောင်နဲ့ကိုယ့်ဘာသာအထဲမှာပဲချောချောအပြင်မှာပဲချောချောပြောလိုက်ဟုတ်တယ်ဟိုဘယ်လိုပြောမလဲငါဗီဒီယိုလည်းကြည့်ကောင်းတယ်လို့ညီကအပြင်လည်းကြည့်မကောင်းထဲလည်းကြည့်မကောင်းလို့ပြောလိုက်အဲ့ဒါအကောင်းပြောတာသူ့လိုမျိုးကိုကရုပ်တာတော့မဟုတ်ဘူးငါမှဟဲ့ဗီဒီယိုလည်းကြည့်ကောင်းနေတယ်လို့နင်းဆိုအပြင်မှာတော့ကြည့်မကောင်းဘူးပဲပြောလိုက်နောက်သလိုနဲ့ तू ပြောသလိုပဲကိုကလည်းရီရီမုံမုံနဲ့ပဲပြန်ပြောလိုက်အမဆိုနောက်ပိုင်းအဲ့လိုမျိုးပဲလောက်တော့တာအမကလာပြောတဲ့လူတွေဆိုရင်အမအချို့ဟာတွေဆိုရှိတယ်အဲ့လိုမျိုးခင်းတယ်လို့နောက်သလိုလိုပြောင်းတယ်လို့လည်းဟေးနေနော်ညီကဟေးဗီဒီယိုလည်းကြည့်ကောင်းတယ်ပြင်ချတော့ဟဲ့အဲ့လိုကြီးမဟုတ်ဘူးလို့ချို့ပြောတာလေအမကြားဘူးတယ်ရှိတယ်အမတို့လည်းအဲ့လိုပြောခံရတယ်အဲ့ခါကျရင်ညီမလေးပြောလိုက်သီလားဟိုစကားမဆက်နော်လို့နင်းလဲဟဲ့လို့ငါမှဗီဒီယိုလည်းကြည့်ကောင်းသေးတယ်သီလားဟဲ့လို့နင်ကအပြင်မှာတော့ရုပ်ဆိုးတာဟာဆိုပြီးတော့သူ့ကိုပဲပြန်ပြီးလုပ်ပြီးလိုက်အဲ့ဒါဆို तू ဘလို့ခံမလဲအဲ့ခါကျနင်ကလည်းဟာငါ့ကိုရမ်းနှိတ်ကွတ်တာပဲဆိုတွေ့လားနင်ကိုပြောနင်ကြိုက်လားလို့အဲ့လိုပြောလိုက်နင်ကိုပြောရင်တော့နင်မကြိုက်တာဘလို့နင်သူများကိုကြာတော့ပြီးဆိုလဲပတ်ဆက်ပြောတာလဲဆိုပြီးပြောလိုက်နင်ငါ့ကိုအဲ့လိုပြောတာငါလည်းမကြိုက်ဘူးဟာလို့နင်ကိုပြောနင်ကြိုက်လားလို့အဲ့လိုပဲပြောလိုက်တော့လူတွေကလေတရင်ခံဟုတ်တယ်ဆိုပြီးပြောလိုက်လို့ရှိရင်ထက်ဇောင်းနေတာထက်ကန်တာထက်လောက်တာအဲ့တော့လေအမယောက်ျားဆိုအမပြောလဲဆိုနင်းတဲ့ဟိုအရန်လူတွေကိုတီးမခံနဲ့တဲ့လူတွေကတီးခံရောင်းတတ်တယ်တဲ့အဲ့တော့ပြီးလို့ရှိရင်ကိုကအဆိုင်ခဲတွေဖြစ်ပြီးကြိတ်ထားရတာပေါ့နော်အဲ့ဒါဒီဘာလို့မှလဲတဲ့ပေါ့နော်အဲ့လိုမျိုးငါတို့ဆိုဓာတ်နဲ့ပဲဖြည့်ရှင်းလိုက်တယ်ပေါ့အဲ့လိုမျိုးနောက်တစ်ခု